Hello အားလုံးပဲမင်္ဂလာပါရှင် Globe Trotter ချာကီပါကျွန်မဒီနေ့လေမြန်မာပြည်ကသတင်းလေးတစ်ခုပြောချင်လို့ပေါ့နော်စိတ်မကောင်းစရာသတင်းပေါ့လေတောင်ကြီးမြို့ဒီတစ်တော်ရက်ကွက်မှာရှိတဲ့အောင်မြေတစ်ကျောင်းမှာဖြစ်သွားတာပေါ့နော်ဒါလေးကိုပြောရခြင်းကဒီကျောင်းသားရဲ့ကျောင်းကလေးတွေရဲ့မိဘတွေပေါ့နော်ကိုသမီးလေးတွေကိုအထူးဂရုစိုက်ကြဖို့ပေါ့နော်အဲ့လိုမျိုးလေးကြောင့်ကျွန်မဒီ message ကိုပေးချင်လို့ပြောပြရခြင်းဖြစ်ပါတယ်ဖြစ်စဉ်ကဒီ January လ15ရက်နေ့ကနေ့လယ်တနာရီမှာအဲ့ဒီ grade 12ကိုတက်နေတဲ့ကလေးမလေးတယောက်ရှိတယ်အဲ့ဒီကျောင်းကကျောင်းသား400ကျော်ရှိတယ် private school ပေါ့နော်အဲ့မှာအဆောင်နေကျောင်းသူလေးပေါ့တက်နေတဲ့သူကကျောင်းနဲ့ဒီအဆောင်နဲ့ကသူကတနေရာစီထင်တယ်တနေရာစီဆိုတော့ကျောင်းတက်နေတဲ့ဒီကလေးမလေးကဖျားတာ2ယောက်ဖျားတာတဲ့ကျောင်းသူ2ယောက်ဖျားတယ်တဲ့ဖျားတော့အဲ့နေကအဲ့ဒီဖြစ်ချင်တော့ဆရာမတွေကဒီကလေးမလေးတွေကိုလိုက်ပို့ဖို့မအားတဲ့ခါကျတော့အဲ့ဒီကျောင်းမှာကျောင်းအုပ်ကြီးရဲ့သားလည်းဖြစ်တယ်သူကိုယ်တိုင်ကလည်းကျောင်းဆရာဝန်လုပ်နေတဲ့ဇာနီသွေးဆိုတာရှိတယ်အဲ့ဒီဇာနီသွေးကထိုင်းကနေပြီးတော့2025သူကဇူလိုင်လားဇန်နဝါရီဇူလိုင်လောက်ကနေမှပြန်လာတာထင်တယ်ထိုင်းကနေကျောင်းတက်ပြီးပြန်လာပြီးအဲ့ကျောင်းမှာဆရာပြန်လုပ်နေတာဖြစ်ချင်တော့ तू ကလိုက်ပို့တယ်တဲ့နော်အဆောင်ကိုပြန်လိုက်ပို့တဲ့အချိန်မှာကောင်မလေးကို तू ကဘာပြောလဲဆိုတော့ဒီကောင်မလေးကိုပေါ့နော်သူ့ရဲ့ဒီ HD ပုံတွေမဖွဲမရပုံတွေကိုဒီကလေးမလေးရဲ့ပုံတွေကိုပေါ့သူ line ပေါ်မှာတွေ့တယ်ဘာညာဆိုပြီးတော့အဲ့လိုမျိုးချင်းချောက်ပြီးတော့ဒီကလေးမလေးကို तू က rape လုပ်လိုက်တယ်နော်မဖွဲမချင်းချောက်ပြီးတော့ rape လုပ်တယ် rape လုပ်တော့ဒီကောင်မလေးမှာဒဏ်ရာတွေကဒီရိုက်နှက်ထားတဲ့ဒဏ်ရာတွေရောအောက်ကဒီအောက်ကဒီစုပ်ပြဲတန်ရဘာညာပေါ့လေအဲ့ဒီလူတွေတန်ရတွေလည်းတွေ့တယ်တဲ့တော့ဒီလောက်ပြီးတော့ဒီကောင်မလေးကအပေါ်ဆုံးတက်မှာအဆောင်ရဲ့အပေါ်ဆုံးတက်မှာဒီကလေးလေးမလေးကနေတာဟိုချားတဲ့နောက်ထပ်တယောက်ကကြာဟိုအောင်ဆုံးတက်သူက4လွှာရှိတယ်တဲ့အောင်ဆုံးတက်မှာဆိုတော့အဲ့ဒီကောင်မြင်တဲ့ကောင်မလေးကနေပြီးတော့အဲ့ဒီဆရာလောက်တာပါဆိုပြီးတော့အကုန်လုံးပြောလိုက်တယ်တဲ့ပြောလိုက်တဲ့ခါကျအဲ့နေရတော့ဆရာမတွေကနှုတ်ပိတ်တာပေါ့လေမပြောဖို့ပါညာအပြင်ကိုဟိုမလုပ်ဖို့ပုံမှန်ဆိုရင်တော့သူတို့က Sunday နေ့တိုင်းဒီကလေးတွေကိုဖုန်းနေပေးတုံးတယ်ဖုန်းနေကျန်တဲ့ချိန်မှာသူတို့အပ်ထားရတယ်ပေါ့အဲ့နေကလုံးဝမပေးဘူးတဲ့တရင်ပေါက်ကြမှာဆိုလို့ဆိုပြီးတော့ကလေးတွေကចောင်းသူចောင်းသားတွေငိုးယိုပြီးတောင်းမှပေးတယ်အဲ့ဒီမတိုင်ခင်မှာလည်းဒီကောင်မလေးတွေကညံဒီကလေးမတွေကညံသုံးပြီးတော့ပေါ့နော်သူဖုန်းပေးဖို့ဆရာမတွေကိုညံသုံးပြီးတဲ့ခါကျတော့တောင်းပြီးတဲ့ခါမှာမိဘတွေနဲ့ဆက်သွယ်ပြီးမိဘတွေလာခေါ်တဲ့ခါကျမှအဲ့ဒီကြောင်တွေကိုကုန်ပြောပြတော့မှဆရာမတွေကတိတာတဲ့နော်အဲ့တော့အဲ့ဒီကောင်ကဘလောက်မှရန်အောက်တန်းစားတနာယူလေဆိုတော့အဲ့ဒီကောင်ကအခု2လပိုင်းမှလက်ထပ်တော့မှာသူကောင်မလေးနဲ့2လပိုင်းမှလက်ထပ်တော့မှာကိုကောင်မလေးကိုအဲ့ဒီလို rape လုပ်တာခလေးလေးကိုအဲ့တော့အဲ့ဒီကောင်ကိုဟိုတယ်တောင်ကြီးဟိုတယ်လာပါလေအဲ့နေရာမှာအခုမိသွားတယ်နော်မိသွားပြီးတော့အဲ့ဒီကောင်ကထောင်နှန်းဆန်ရမှာပေါ့လေအဲ့ဒီသတင်းလေးကိုဒါကဘာကျော်လားစူပါကျော်မီဒီယာလားတင်ထားလို့တွေ့လို့ကျမကဒါလေးပြန်ပြောပြတာပါအကုန်လုံးသတိထားမိအောင်လို့တကယ်လို့အတိအကျသိချင်တယ်ဆိုလို့ရှိရင်အဲ့ဒီစူပါကျော်မီဒီယာမှာသွားကြည့်လို့ရတယ်နော်သွားကြည့်လို့ရပါတယ်အကုန်လုံးတိတိကျကျသူကတော့သတင်းတိတိကျကျတင်ထားတာပေါ့နော်ကျမကတော့တူချုပ်ကလေးပဲပြောပြတာပါကျေးဇူးများကြီးတင်ပါတယ်ရှင်အားလုံးပဲဘိုင်ဘိုင်